Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်စမိုင်းရွေးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ဒီ2025အတွင်းထဲမှာရောက်ရှိလာနိုင်နေရှိတဲ့ event ကြီး၄ခုကိုပြောပြပြီးတော့မှာဖြစ်ပါတယ်ကဲဆိုတော့ဗီဒီယိုလေးကိုဆုံးပြီးလိုက်ပြီးတော့ကြည့်လိုက်အောင်ကဲဆိုတော့ပထမအဆုံး event တစ်ခုအနေနဲ့ရော brother ကိုတီးပြီးလာကြပြီဖြစ်တဲ့နောက်တော့ event ဖြစ်ပါတယ်ဒီ event ကတမိုင်းတစ်လျှောက်မှာတော်တော်မှကြီးတဲ့ event တစ်ခုလို့လည်းဆိုရမယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့ဒီ event ကမက်တီလည်းပြောင်းနေနောက်ပြီးရင်ဒီနောက်တော့ရဲ့ဒီအနောက်ကပုံနေလည်းပြောင်းတော့ဆိုတော်တော်လေးမှမိုက်ပါတယ်။နောက်ပြီးရင်ဒီ skin ကြီးကလည်းတော်တော်မှတန်ဖိုးကြီးပါတယ်။နောက်ပြီးဒီအနောက်ကနေပြီးတော့ပြတဲ့ဒီ animation တွေပါသူ့အနေနဲ့အကုန်လုံးကိုလုပ်ပြီးထားဆိုဒီ event အကြီးဆုံး event တစ်ခုလည်းဖြစ်ပါတယ်။ကဲဆိုနောက်ထပ် event တစ်ခုထပ်ပြကြည့်လိုက်အောင်နောက်ထပ် event တစ်ခုကတော့ကျွန်တော်ဒီ inspire ဆိုတဲ့ event ပေါ့နော်ဒီ event ကတော့ကျွန်တော်ဒီတော်လှရဗျဘယ်လိုလူမျိုးတွေတွေ့ဒီ skin တွေကိုယူထားတင်လဲဆိုတော့ကျွန်တော်ဒီ enemy ကိုကြိုက်တဲ့ player တွေဒီကိုယူထားတင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီ enemy skin ကတော်တော်မှမိုက်တယ်ဗျကျွန်တော်တို့တော်တော်သဘောကျပါတယ်ဆိုတော့ skin တွေထွက်ရှိရတဲ့အကောင်တွေကတော့ Fanny Angela Lila Ruby Leslie Chang'e တို့ပဲဖြစ်ပါတယ်ဒီစကင်6ခုလုံးကကျွန်တော်တို့ရှီကို2ကောင်စီနဲ့ pass မျိုးကြီးလာခဲ့ပြီးတော့ဒီလို4ကောင်လာတဲ့ event တွေရှိသွားခဲ့တယ်ပေါ့နော်ကျွန်တော်ဟိုရင်တော့ဆိုလို့ရှိရင်ဒီ event တွေကိုလက်ပွေးနဲ့နှိပ်ပြီးဖောက်ရတဲ့အတွက်ဒီ event မှာတော်တော်မှ epic skin တွေဂုံးစင်းလို့ကောင်းတဲ့ event တစ်ခုပဲဖြစ်ပါတယ်ကဲဆိုတော့တတိယ event တစ်ခုကိုထပ်ပြီးတော့ကြည့်လိုက်အောင်တတိယ event တစ်ခုအနေနဲ့ကတော့ကျွန်တော်ဒီ downlink star event ဖြစ်ပါတယ်ဒီ event မှာဆိုရင်ချောင်းစကင်နဲ့ Lancelot စီကိုလူတော်တော်များများကြိုက်ကြပြီးတော့ဒီစကင်နေရာလေးတော်တော်မှလာတဲ့ event တစ်ခုလို့ဆိုရမယ်ဗျထွက်ရှိထားတဲ့စကင်တွေကတော့ Bruno Chang Lancelot Ismaelada Fee တို့ပဲဖြစ်ပါတယ်ဒီ event ကလည်းကျွန်တော်အနေနဲ့တော်တော်ကြိုက်ခဲ့ရတဲ့ event တစ်ခုမှာပါတယ်ပေါ့နော်ကဲဆိုတော့ brother အနေနဲ့ဒီ event ကိုစောင့်မနေတယ်ဆိုလို့ရှိရင်ပြန်လာနိုင်ပါမယ်ကဲဆိုတော့နောက်ထပ် event တစ်ခုကိုထပ်ပြီးတော့ကြည့်လိုက်အောင်နောက်ထပ် event တစ်ခုအနေနဲ့ကတော့ဒီ brother တို့မှတ်မိကြအောင်လို့ဒီကျွန်တော်2နှစ်3နှစ်တုန်းကဒီ V-Rain squad လို့ခေါ်လို့ရတဲ့ official win event ပဲဖြစ်ပါတယ်ဒီ event မှာကတော့ကျွန်တော်ဒီ mobile legend နဲ့မှာဘယ်နေရာမှာရှာလို့မတွေ့မဲ့ကာလာကိုထည့်ပြီးတာပဲဖြစ်ပါတယ်ထွက်ထားတဲ့ signal ကတော့ Mosco Diomon Selena Eva တို့ပဲဖြစ်ပါတယ်ရှော့ဒီ event ကကျွန်တော်ဟိုးရင်တော့ဖောက်ဖို့သမျှ event တွေထဲမှာတော်တော်အကောင်းဆုံး event တစ်ခုလို့ဆိုရမယ်ဗျဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ဒီ signal design color တွေတော်တော်မှမိုက်ပါတယ်ဆိုတော့ဥပမာဒီကျွန်တော် Mosco signal ပေါ့ Mosco signal ရဆိုလို့ရှိရင်တော်တော်မှဒီလူကြိုက်များပါတယ်ဒီ Mosco player ဆိုတော်တော်မှကြိုက်ပါတယ်စီစီပေါ့နော်ကဲဆိုတော့နောက်ပြီးရှိဆုံးအနေနဲ့ကျွန်တော်ဒီ2026ထဲမှာထွက်ရှိလာနိုင်ခြေရှိတဲ့ဒီကျွန်တော်တို့ Metro Zero ဆိုတဲ့ event တစ်ခုပဲဖြစ်ပါတယ်ဒီ event ကကျွန်တော်တို့အခုလာသွားတယ်ကျွန်တော် Neopay skin တွေနီးပါးတော့ရှိတယ်ဗျဘာလို့သူတို့ပုံစံတွေကြည့်ရကျွန်တော်ဒီ Neopay skin တွေနဲ့နည်းနည်းတော့မှဆင်တယ်တော်တော်လည်းမိုက်ပါတယ်ထွက်ရှိလာမယ့် skin တွေကတော့ Roger H-Boss Melissa တို့ပဲဖြစ်ပါတယ်ကဲဆိုတော့ဘာသာနေဒီရှင်ကိုလိုချင်တော့အခုရအတိုင်းမနီဆိုတာကြောင့်ပါဘာဖြစ်လို့ဆိုတော့ကျွန်တော်အဲ့ရောင်တစ်ခါတန်ပြီးတော့ဖောက်လိုက်ရရတယ်ကဲဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲဗီဒီယိုဆုံးထိကြည့်ပေးရတဲ့ကျွန်တော်ညီကိုမောင်နှမတယောက်ချင်းရအောင်ထူးကျေးဇူးတင်ရှိပါတယ်ကဲဆိုတော့မိုဘိုင်းရင်အတိုင်းမနီဝင်ရင်တော့ကျွန်တော်တေးရင်စပိုင်းဂိတ်ထော်မှာအစီလုံးချူတာရေးဆွဲရတာနဲ့ live ဝင်နေတယ်ခင်ဗျာ